this is all from Cozy Soul ဒီဗီဒီယိုလေးကတော့ကောင်မလေးတယောက်ရှောက်လေဗီဒီယိုလေးပါခီးထွက်ချင်တဲ့ကောင်မလေးတယောက်ကတော့အလုံနာရက်လေးမှာတနေရာရောက်ခီးသွားနေပါတယ်အဲ့လေးကတောင်နေနဲ့လဲနေရမို့လို့တောင်တွေကိုနေကမြင်ခွင့်ရလေအရန်လှတာပြီးတော့ဇုံသွားမဲ့လမ်းတစ်လျှောက်ကတောင်တွေကိုဖြတ်သွားပြီးတော့သွားမှာဆိုတော့ဇုံရဲ့ Cozy vibe နဲ့ကတော့ so perfect ပဲပြောမယ်ဆိုရင်ခီးမထွက်ခင်ကရာသီဥတုကအရန်ကောင်းနေလေးကိုတားနေရောဒါမဲ့ခီးသွားမဲ့ရကြပါပဲရာသီဥတုကကိုယ့်ဘက်ကအရန်ပါပဲလေဒီလားခီးထွက်မဲ့နေပဲမိုးကရွာပါတယ်မိုးကလည်းအုံပါတယ်အဲ့တော့ခိုးစီဆုံးဆိုတဲ့အတိုင်းပဲမိုးအုံလေးနဲ့ခိုးစီဆဆန်လေးခီးထွက်ပါမယ်အဲ့လေခုကတော့ဇွန်ကအလီကနေပြီးတော့ Sacramento မြို့ကိုခီးသွားနေရပဲဖြစ်ပါတယ်ကားနဲ့ဆိုရင်တော့384မိုင်ဝေးတယ်ပြီးတော့ Sacramento မြို့ဆိုတာက American ပြည်ထောင်စု California ပြည်နယ်ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်ပြောမယ်ဆိုရင်သူက California ပြည်နယ်ရဲ့မြို့တော်လေးဖြစ်ပါတယ်တာဒါဇောကတော့ Sacramento မြို့မှာရှိရဲ့ဇူးကိုသွားလဲရပဲဖြစ်ပါတယ် Sacramento ဇူးကို1928ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီးတော့ William Land Park ထဲမှာတည်ရှိပါတယ် Yes တစ်ကက်လေးဝယ်ပြီးပြီဆိုတော့ဇုံနဲ့တူဘာကောင်လေးတွေ့ရမလဲဆိုတာတက်ကြည့်ကြမယ်ဒီဘက်စားတော့မှာတွေးဆံရုံနဲ့ဝင်လာတွေးဆံရင်မြင်ရတဲ့ရုပ်တွေကိုအရင်ဆုံးမြင်ရပါတယ်ဒိုင်နိုဆောရုပ်တွေပါပြောမယ်ဆိုရင်သူက attraction တစ်မျိုးအနေနဲ့ဒိုင်နိုဆောရုပ်တွေကိုစားပြီးတော့ပြထားတယ်ကလေးလေးတွေဆိုအကြိုက်ပေါ့နော်တွေးဆံရုံလာကြည့်တာရုပ်တွေလားတွေးဆံမတွေ့ရုပ်တွေဒိုင်နိုဆောခေတ်ကတာသွားပါဒါလေးကတော့အိမ်ရဲ့အငယ်ဆုံးလေးပြေးခွားလေးတစ်ပုံရိုက်ချင်လို့တဲ့အဲ့နေစုံလို့သွားတဲ့နေရာကြတော့မိုးရွာရယ်လေမိုးရွာတော့တိုက်တဲ့လေကလည်းအိတ်စိတ်နေရပဲအဲ့တော့တရိတ်ဆန်လေးလည်းပြင်မမနေတော့ဘဲနဲ့အထဲမှာပဲရှက်ကွေးနေကြပါတယ်ဒါပေမဲ့သူတို့တွေကလွယ်လို့ပေါ့သူများတွေကအထဲမှာရှက်ကွေးနေဒါပေမဲ့သူတို့မပါဘူးအမကြည့်ကြည့်လိုက်အပင်မတက်လိုက်အောက်ဆင်းလိုက်တန်းနေတာပြီးလို့ရှိရင်ဖင်လေးကလည်းလှလုံးနဲ့မနိုင်ပြောရရင်လေ rap banda ကိုဆိုတာဗီဒီယိုမှာပဲမြင်ဘူးလားအဲ့လိုမြင်ဘူးတော့ကကြတော့ဒီတိုင်းအမွှေးပွားလေးနဲ့ကြောင်းလို့အကောင်လေးပဲပေါ့နော်ဆိုပြီးအဲ့လိုပဲထင်တာပေါ့နော်ဒါပေမဲ့အပြင်မှာတွေ့တော့လေလုံးဝအရန်ချစ်ဖို့ကောင်းတာလေဒီလားrap banda သူကာတွန်းကားထဲမှာဆိုရင်သူတငယ်ချင်းတွေကကောင်မလေး rap banda အနေနဲ့ပြောင်းသွားတာဆိုလို့အရန်သဘောကြီးကြားပြီးတော့ဖတ်ပြတာလေဒီလားတကယ်အပြင်မှာလည်းအဲ့တိုင်းပဲလုံးဝပွိတ်ချီပြီးတော့လေကောက်ဖတ်ပြလိုက်ခြင်းတဲ့အထီကိုတကယ်လုံးဝချစ်ဖို့ကောင်းတယ်ကွာဒီလုံးကစ်လေးဆုံးထင်တော့သူတို့ကအေးကြိုက်တဲ့အကောင်လေးနဲ့တူတယ်။ဘာလို့လဲဆိုတော့သူတို့မှွေးရလဲအထူကြီးပဲပြီးတော့ဒီလောက်ရာသီတူအေးနေရအောင်သူဒီလိုသွားနိုင်နေဆိုတော့လေ။ဒါကတော့တရိတ်ဆန်ယုံနဲ့တရိတ်ဆန်ထဲမှာမပါတဲ့ရှင်းနှစ်ကောင်ပါ။နောက်တနေရာအနေနဲ့ဇုံက giraffe တွေပေါ့နော်တစ်ကလေးဦးတွေထားတဲ့နေရာကိုရောက်ခဲ့ပါတယ်။သူကအိမ်နောက်ကအဆောက်အဦထဲမှာသူတို့အုပ်စုလိုက်ကြီးထဲဝင်နေတာပေါ့နော်ပြောရင်မိုးခိုတယ်လို့ပြောရမှာပေါ့။ပြီးတော့မှဇုံတို့ရောက်လာတော့မှအဲ့လိုအုပ်စုလိုက်ကြီးထွက်လာတာဇုံနေနေရလေတခါမှတစ်ကလေးကိုအဲ့လောက်ကြီးအနီးကမမြင်ဘူးဒီလားပြောမယ်ဆိုရင်လေကလေးတယောက်ကိုတရိတ်ဆန်ရုံပို့လိုက်တဲ့အတိုင်းပဲမြင်သမျှအကုန်သက်ဆန်းနေပြီပဲဒါလေးတွေဘာကောင်လေးလေးသိကြလားလာရကေရုပ်ရှင်တွေကစင်ပါရဲ့တငယ်ချင်းဒီမော်အနေနဲ့ character ထည့်ထားတဲ့မိရခက်ကောင်လေးတွေပါသူတို့ကိုဇောအရင်အင်္ဂလိပ်စာသင်တဲ့တက်တုံးကစာအုပ်ထဲမှာတွေ့ဘူးရပေါ့နော်အပြင်မှာတော့ဒါကတော့ပထမဆုံးပဲမွေပါတော့မဟုတ်ဘူးဒါပေမဲ့မြန်မာလိုဘယ်လိုခေါ်လဲရတော့စုံလဲတိချာတော့မပြောတဲ့ဘူးပေါ့နော်မိရခက်တွေကအာဖရိကတိုက်ကလာတာပါအထူးသဖြင့် South Africa, Namibia, Botswana လိုမျိုးတဲတော့အပူပိုင်း6သွေးရဲ့နေရာမှာနေပါတယ်သူတို့ကမြေထဲမှာအိမ်ပေါက်တွေတူးပြီးတော့အဖွဲလိုက်နေကြမျိုးပေါ့နော်တကောင်ကအမြဲလိုမတည့်ရက်ပြီးလိုက်ကြည့်ရဲ့ပုံစံပြောရင် guard လုပ်တဲ့ပုံစံမျိုးကပေါ့နော်အဲ့ဒါကတော့သူတို့ရဲ့ထူးခြားချက်တစ်ခုပါအရန်ချက်ဖို့ကောင်းပြီးတော့တင်းမော့လဲကောင်းတဲ့ trace လေးပဲဖြစ်ပါတယ်နောက်တနေရာကတော့ခြေတိုင်းရှိနဲ့အယောင်သေးလှလှလေးနဲ့ထင်ရှားနေတဲ့ဂျိုးကြနေနေတဲ့နေရာပါငငယ်ကစောက်ထဲမှာဖတ်ပူတာကဂျိုးကြနေတွေကပဇွန်စိတ်စားရဲ့အယောင်ပြောင်းလာလို့ဖတ်ပူရပေါ့နော်တကယ်လည်းပဲဂျိုးကြနေရဲ့အယောင်ကသူတို့စားတဲ့အစားအစာကြောင့်ဖြစ်တာပါအဓိကကတော့ပဇွန်စိတ်ရင်းညင်းမျိုးတွေထဲမှာပါတဲ့ carotenoid
pigment ဆိုတဲ့အရောင်ဓာတ်ကြောင့်ပါဒီ pigment တွေကိုစားလိုက်တဲ့အခါသူတို့ရဲ့အမွှေးအရည်ပြားနှာခမ်းတွေမှာတဖြည်းဖြည်းနဲ့အနီတို့မှုတ်ပိုင်းရောင်တန်းလာရပေါ့နော်အေးရောင်ကြတော့ဇောပစွန်စီရောင်လို့ခေါ်ရပေါ့နော်အကယ်၍အဲ့လိုဟာကြီးမစားဘူးဆိုရင်အရောင်ကအဖြူသို့မဟုတ်အရောင်ဖြောဖြစ်သွားနိုင်ပါတယ်စောင်းအနေနဲ့ကတော့တဘာဝဖန်တီးထားတဲ့ဒီအနီရောင်အလှပလေးတွေကိုသဘောလဲကျပြီးတော့ကောင်းကောင်းလဲခံစားခဲ့ရပါတယ်အဝေးရကြည့်ရင်တမင်ပေါက်လေးလို့ထင်ရပေမဲ့တကယ်ကသားပိုက်ကောင်လေးတွေအိတ်နေတာပါချေရရှိရှိနဲ့ငှက်အုပ်စုတွေကဖြစ်ပြီးတော့ ostrich လို့ခေါ်တဲ့ငှက်ကလေးကိုမျိုးစားရဲ့ emu ငှက်ကကမ္ဘာပေါ်မှာဒုတိယအကြီးဆုံးငှက်ပဲဖြစ်ပါတယ်ဒီငှက်တွေကပြန်တော့မပြန်နိုင်ဘူးဒါပေမဲ့အပြင်းပြတဲ့ငှက်တစ်မျိုးပါသူ့ရဲ့ဥတွေကတော့မဲနဲ့ရောင်ပဲဖြစ်ပါတယ်ဒီတွေးဆယ်ရုံမှာတော့ဇုံကလီမာနဲ့ white face saki အမျိုးအစားမြောက်တွေပဲတွေ့ခဲ့ပါတယ်တချို့အကောင်လေးတွေကိုကြတော့ရာသီဥတုကြောင့်ပြင်မာအေးလို့ဆိုပြီးတော့ဒီရုံကဝင်နေနေရအနွေးတဲ့ရအောင်လို့ဆိုပြီးတော့စာအုပ်ထဲထည့်ထားရဆိုပြီးစကတ်ထားမျိုးလည်းတွေ့ခဲ့ပါသေးတယ်ဒီကောင်ကတော့ဇုံပြမှာတွေ့ပူခြင်းခဲ့တဲ့အကောင်တွေကတကောင်ပါ Central and South America မှာတွေ့ရပြီးတော့ဂျာကွာက Tiger, Lion, Leopard တွေနဲ့မျိုးနွယ်တူရဲ့ကြောင်ကြီးမျိုးတစ်မျိုးပေါ့နော်ပြင်းနေတယ်ဘာလို့လောက်တာလဲသွားတော့တဲ့ဒါကတော့နာမည်ကြီးဆရာကြီးအခြေရုံနဲ့ကာပီဘာရာပါဟောက်မောက်ကတော့ဗီဒီယိုမှာပဲကြည့်လိုက်ကြတော့နော်နောက်ဆုံးအနေနဲ့ငငယ်ကအမတ်တရတွေတတိယစီခဲ့တဲ့ဒီဇူးထဲမှာနောက်ထပ်တတိယဆုံးကတော့ဒီဖြန်လေးတွေပေါ့နော်။တော့ခွန်မေးငါသွားမယ်တဲ့။တကားနဲ့ကန်နေဘာလုပ်တာတော့ရေကူးနေပြီ။ဒီကရမ်းပေါ်ပါနော်။ဟမ်။ဒီကကျတော့ရမ်းပေါ်ပါတယ်။လဲလေးရတေးလေးတွေပြီးတော့လမ်းလျှောက်တဲ့ပုံလေးတွေမျက်နှာလေးရတကယ်ချစ်စရာလေးဇူးလဲတော့ပြီဆိုတော့ Silicon Valley မှာ Upper Park ရှိရဆိုလို့ထပ်ပြီးတော့သွားလိုက်ခဲ့ပါသေးတယ်။အပြန်ကတော့မိုးလေးကဆင်းပြီးတော့ဇုံလုံးလက်လျှောက်လဲပြီးသွားပြီဆိုတော့အဲလေးကိုပြန်มาတော့မယ်အားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်